ငါ့ကိုလွတ်လန်းခွဲရအောင်သူမနာကျင်စွာနဲ့လန်းခွဲစကားပြောခဲ့တယ်သူမရုပ်ဆိုးပြီးမွဲတေနေချိန်မှာသူကတော့နောက်တစ်ယောက်နဲ့တွဲခဲ့တယ်မင်းဆောင်ရတာကြာသွားပြီလားကိုဒါကိုကြိုက်တဲ့ကော်ဖီနော်ဒါကိုအေးအောင်လုပ်ခိုင်းတာမဟုတ်ဘူးလာဒီလောက်ပူနေတာဘလို့တောက်ရမလဲကိုအစာအိမ်အောက်မှာဆိုးလို့ပါအခုပဲအေးတာသွားလဲပေးပါမယ်ဟဲ့မင်းကဘာလို့ဘာမှမစားပဲထိုင်ကြည့်နေတာလဲမင်းရဲ့ဒီလိုရုပ်ဆိုးတဲ့မျက်နှာနဲ့ငါရှိထိုင်နေတာဘလို့စားဝင်မလဲအဲ့ဒီနားမှာသွားစားချေသူမကိုအိမ်လာတယ်နှင်ထုတ်ခဲ့ပြန်တယ်မောင်တို့နှစ်ယောက်ရဲ့9နှစ်ပြည့်အထိမ်းအမှတ်နေ့လေးတော့မင်းကအလုပ်လည်းမရှိပတ်စံလည်းမရှိပဲသူများလာတာတွေကိုပဲလိုက်ကြည့်နေတာကိုမှန်နဲ့ပြန်ကြည့်ဦးမင်းမျက်နှာကဘလောက်ရုပ်ဆိုးလဲငါကိုလက်ဆောင်ဝယ်ပေးမဲ့အစားမင်းမျက်နှာအတွက်အလှကုန်ပဲဝယ်လိုက်ပါသူမတစ္ဆာဖောက်ခံရမှုကိုနာကျင်စွာခံစားရင်မိမိကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တယ်သူမဟာမိတ်ကပ်တွေပြင်ဆင်ပြီးမင်းသမီးတစ်ပါးလိုလှပစွာပေါ်ထွက်လာခဲ့တဲ့သူမရဲ့အလှတရားတွေကြောင့်လူတိုင်းကငေးမောကြည့်ခဲ့ကြရတယ်သူမအပြင်မှာအေးနေမှာဆိုလို့သူမရဲ့တငယ်ချင်းကအင်ကြီးခြုံပေးခဲ့တယ်သူမပြောင်းလဲသွားတဲ့အလှတရားကိုမြင်ပြီးသူမရဲ့ရီးစားဟောင်းဟာအံ့ဩသွားခဲ့တယ်မင်းတကယ်ကိုလှပသွားတာပဲငါမှားသွားပါတယ်တို့တွေပြန်တွဲရအောင်မင်းကတကယ်ကိုကြစရာကောင်းတာပဲမင်းလိုချင်ရင်လာပြီးမလိုချင်ရင်ထားခဲ့ဖို့လားမင်းဘာလို့ဒီလိုဖြစ်သွားတာလဲအရင်ကမင်းကိုအရန်လိုလိုက်ခဲ့တာလေဟုတ်တယ်ဒါပေမဲ့အဲ့ဒါအရင်ကပါအရင်ကသူမကတေဆုံးသွားခဲ့ပါပြီ